ယောဂီသူတော်စင်များအလုံးမိမိတို့ခန္ဓာကိုယ်အရိယာပုဂ္ဂလိမျှတစွာထိုင်ပြီးတော့အာယုန်တစ်ပါးစိတ်မသွားစေဘဲနဲ့တရားတော်ကိုနာယူနိုင်ကြပါပြီယနေ့သာသနာတော်နှစ်2550ပြည့်နှစ်ကောဇာတက္ကရာ1368ခုတတင်းကျွတ်လပြည့်ကျော်9ရက်2006ခုနှစ်10လပိုင်း15ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနမန္တလေးမြို့အောင်မြေသာဇံမြို့နယ်24လမ်းရွှေကြီးမြင်မြတ်စွာဘုရားဝင်းအတွင်းရှိရွှေကြီးနာဓမ္မယုံတော်ကြီး၌မန္တလေးမြို့လေးပြင်လေးရအတွင်းတရင်သုံးနေထိုင်တော်မူကြကုန်သောဘုရားမှုရှိသောသံဃာတော်ရှင်သူမြတ်အပေါင်းတို့အားဥထိပ်ပန်ဆင်လျက်ယမိယဖလူကြီးမင်းများနှင့်တကွရွှေကြီးမြင်မြတ်စွာဘုရားဗုဒ္ဓဝေယဝဆအကျိုးတော်ဆောင်လူကြီးမင်းများအားအမှုထား၍တရားပွဲတော်ဖြစ်မြောက်ရေးအကျိုးဆောင်အဖွဲ့မှကြီးမှုကျင်းပပြုလုပ်အပ်သောမိုးကုတ်ဝိပဿနာစေညတာအထူးအလုပ်ပေးတရားပွဲတတိယညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောဥငိမ့်ဒေါ်သင်သမီးဒေါ်တောင်းရီညီမဥမြင့်အောင်ဒေါ်ဝင်းကြည်လက်ဖက်ဆိုလက်ဖက်ချောက်ရောင်းဝယ်ရေး28လမ်းပွဲယုံဓမ္မိသားစုမှလူရန်ပြုလုပ်အပ်သောဓမ္မဗုဇနိယကာလအခါသမယ၌တရားတော်နာကြွရောက်တော်မူလာကြကုန်သောယောဂီသူတော်စင်များအလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနဲ့ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်သန္တရာဒုက္ခလက်စသိမ့်နိုင်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ရှေးဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရ၌အနန္တဂုဏ်အင်ကျေးဇူးရှင်များဖြစ်ကြသောဘုရားယရဏတရားယရဏသံဃာယရဏယရဏတော်မြတ်သုံးပါးတို့နှင့်တကွအမိအဖဆရာသခင်ကျေးဇူးရှင်အပေါင်းတို့အားပူဇော်ကျေးဇူးဆပ်သောအားဖြင့်၎င်းဘုဇင်မျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောသန္တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆပ်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါတယ်အလုံးသောသူတော်ကောင်းအပေါင်းတို့လည်းအိုရာကနာယာမရောက်ခင်ကလေးမှာမိမိတို့ရဲ့အကန့်စဉ်တန်းနဲ့အကန့်ဘဝကိုလက်စသိမ့်နိုင်အောင်ကြိုးစားကြပါလို့ရှေးဥစွာလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကသုဘလူလင်ကိုပြောရင်းနဲ့မင်းတို့တွေအကန့်စဉ်တန်းကြီးလမ်းလျှောက်နေသလိုရှေ့ကလူကလည်းမမြင်ဘူးအလယ်ကလူလည်းမမြင်ဘူးနောက်ကလူလည်းမမြင်ဘူးအဲ့ဒါလို့အကန့်လမ်းသွားသလိုလမ်းလျှောက်နေကြတာဟေးလို့မနေ့ကပြောခဲ့တာမရှိဘူးလားဦးဇင်းတို့သူတော်ကောင်းတို့ကလည်းဒါသုဘလူလင်ကဘုရားရှင်ကိုယ်တော်မြတ်နဲ့အမေးပြေလုပ်ကြလို့ပြောကြလို့ဘုရားကထုတ်ဖော်ပြီးတော့သုဘကိုပြောလိုက်တာဆိုပေမဲ့တကယ်ဦးဇင်းတို့ဉာဏ်နဲ့နှလုံးသွင်းကြည့်ရင်ကိုချင်းစာကြည့်ရင်ဦးဇင်းတို့သူတော်ကောင်းတို့တွေလည်းတန်တရားတစ်ခွင်မှာဘယ်လိုသွားခဲ့ကြတယ်ဆိုအကန့်လန်းသွားပရိစ္ဆေသမုပ္ပါဒေသနာကသက်သေခံနေတယ်နော်ပရိစ္ဆေသမုပ္ပါဒေသနာ1အကွက်မှာဘယ်သူကစအဝိဇ္ဇာဆိုတာမမြင်တာကန်းနေတာ
အဝိဇ္ဇာအမှန်တရားကို तू သိသလားသစ္စာ၄ပါးကို तू သိသလားမသိဘူးသစ္စာ၄ပါးမသိဘူးဆိုတော့အကောင်းလည်းမသိဘူးအမှားလည်းမသိဘူးဘယ်သူတွေမှာရှိတာလဲဟောဘယ်သူတွေမှာရှိသေးလဲကြည်စမ်းတော့အဲ့တော့ဒါအတိတ်ကကွာလို့ပြောရင်ဒီမှာလွန်လေပြီးတော့အတိတ်ကာလလို့ပြောတော့အဝိဇ္ဇာကတို့ကအတိတ်ကဟုတ်တယ်မသိလို့မိုက်ခဲ့ကြတာမဲအခုသိပလားဆိုတော့မသိသေးဘူးတဲ့ဒီအဝိဇ္ဇာအမိုက်အမောင်ကြီးကိုဖြိုခွင်းနိုင်မှတန်တရားလမ်းကလွတ်မှတန်တရားစခန်းတတ်ရမှာတနည်းအားဖြင့်ဒီဒုက္ခဒေါတွေကလွတ်မှရှင်းရလားလောလောဆယ်တို့ဘာနဲ့နေတော့ဆိုတော့အဝိဇ္ဇာဥက္ကွန်နဲ့အဝိဇ္ဇာအမှောင်ထဲမှာပိတ်ဖုံးပြီးတော့နေတော့ဒါကြောင့်မလို့အိုရာကဗါတဲ့နာယာမရောက်ခင်ဆိုတော့တို့တရားဓမ္မတွေအိုကြပြီလားလူပြိုကြီးတွေရောအဲ့လိုအိမ်တော်မကြတဲ့အိုပြောတာလားမဟုတ်ဘူးအိုတယ်ဆိုတာဇရာကိုပြောတာဇရာဆိုတာဘယ်ချိန်ကတို့စအိုသလုံးဆိုတော့တော်လိုက်တဲ့တရားဓမ္မတွေတော်လိုက်ကြတာနော်တရားများမသိရင်မင်းဟာအိုစားလိုက်တာကွာဆိုရင်ကြိုက်သလားဟာတကယ်ချင်းမတွေ့တာကြာတော်တော်ကြာသွားပြီပဲကြိုက်သလားမကြိုက်ပါဆိုအိုတယ်လို့ပြောရင်ကိုမကြိုက်တာတချို့အသက်တောင်မမေးနဲ့တဲ့သူမင်္ဂလာလို့ပြောတာပါအဲ့သူမင်္ဂလာအသက်ဘယ်လောက်ရှိပြီလဲလားမေး23နှစ်နော်တက်ကိုမတက်ဘူးသဘောပါသလားအဲ့တော့တက္ကမကြီးတွေလာတယ်တချို့မျက်နှာဘုန်းကြီးမဖူးဘူးလေလို့တဲ့အနိကလာတာ23နှစ်တော့ကမထင်ပါဘူးတဲ့ဟုတ်လားဘယ်လိုမကတို့ကတော့23ပဲလို့အိုမှာကြောက်လို့ရသလားအိုမှာကြောက်လို့တားထားတာလေအသက်မကြီးပဲရက်ထားလိုက်ရမလားဟိမရရင်အချိန်ကြီးရက်ထားလိုက်အိုမြဲအိုနေတာဘယ်ချိန်အစအိုခဲ့တာမွေးပြီဆိုကြတဲ့ကဘုရားကအိုပြီกว่าသို့တော့နာတော့နာပြီလားဆိုတော့အနာကြီးတော့မရောက်သေးဘူးပေါ့အနာလေးကတော့ဖြင့်နေတိုင်းနားနေတာအချိန်တိုင်းမနဲ့လင်းပြီဆိုဘိုက်စားပြီဆိုတော့စာနာပေါက်ရေတောက်ချင်တယ်ဆိုတော့ရေစားတဲ့အနာရှင်းရလားအခုလည်း15မိနစ်နာရီဝက်တနာရီထိုင်ရင်းနဲ့အနာပေါက်လို့ဟိုဘက်ပြင်လိုက်ရဒီဘက်ပြင်ရဟိုလိုစောင်းလိုက်ရဒီလိုစောင်းရမမြင်ရလို့ပဲစောင်းကြည့်တာလို့အမှန်တော့မဟုတ်ဘူးသဘောပါသလားအဲ့တော့ဒီလိုနာလို့နာနေမှလဲအိုလို့အိုနေမှလဲမသိတာကအရန်လုံနေတာရန်လုံနေတာဆိုတာငါအချိန်မြွေးသိတိုင်းတယ်လို့ဆင်ကျင်ပြီးလုံနေတာလားမဆင်ကျင်ပဲလုံကြတာလားဒီနေ့ကာယကံဝစီကံမနောကံနေမလုပ်ခဲ့ဘူးလားလှုပ်တာငါသိရမဲ့လူမဖြစ်ဘူးသိမဲ့ခန္ဓာကြီးအတူတူတော့အကုသိုလ်ဖြစ်မခံဘူးကွာလှုပ်လို့ရတဲ့အချိန်လေးကုသိုလ်ဖြစ်အောင်လုပ်မယ်ကွာလို့ဆင်ကျင်ပြီးလှုပ်တာလားမဆင်ကျင်ပဲလှုပ်တာအတိတ်ဘဝအသာထအခုဘဝကိုတို့ရှင်းရလားအခုတရားဒေသနာထားတာတရားပွဲတော့ဟုတ်ပါဗျာမမဗျာပဲဈေးလေးရောက်တော့ဒါတွေရှိသေးလားမရှိတော့ဘူးဆိုဈေးလေးရောက်တော့ဗာနဲ့နေတော့ဆိုတော့ဒါဖြင့်အဝိဇ္ဇာဘုသူစီရှိတာဘယ်တော့မှရှိတာအခုရောနောင်ရောနောင်ရှိကျင်သေးသလားတော့ခက်တဲ့ဟာတွေနော်သူဆွဲသလိုပါလားနောင်ကောဆိုရှိအောင်ပါပါပဲရှိအောင်မြေဘာလို့တရားဟောနေတော့ပါလဲနောင်မရှိအောင်လုံးမှာမရှိတော့ဘူးတော့မလုံးနဲ့ဟုတ်မရှိတော့ဘူးဆိုတော့နောင် automatic မရှိတော့မှလို့အလိုလိုပြောက်သွားမှာလားမဟုတ်ဘူးနောင်မရှိအောင်လှုပ်တော့ပါပါဗျာနည်းနည်းလျှော့ပေးတာလှုပ်ရမှာပါဆိုမပါသေးဘူးနည်းနည်းတိုးပေးလိုက်တာအမှန်ကတော့မရှိအောင်လုံမှာပါဗျာဟုတ်ကဲ့လားမဟုတ်ဆိုတို့
ဒီဗမာမပိုင်လည်းမဖြစ်ဘူးနော်ဆိုတော့အေးလေတို့ဗမာမှမထောင်းမဲနဲ့ဘသူသွားထောင်းမလို့ဟုတ်လားဖွတ်ချင်းဖွတ်ရင်ဆံရည်နန္ဒပေါ့ဗမာတွေဟောမှတော့ဗမာတွေထောင်းရမှာပေါ့တရုတ်ပြည်သွားဟောရင်တရုတ်တွေထောင်းမှာပဲရှမ်းသွားဟောရင်ညနေမှရှမ်းဘုန်းကြီးတွေလာလို့နည်းနည်းတတိယလို့ဒါပြောကြည့်ရတယ်တော့တရားကိုယ်တွေပို့လိုက်ပို့ပေးလိုက်တယ်ငါတော့ငါတတ်တယ်လို့ဟောထားတာပဲမင်းတို့ကတော့မင်းတို့ပါနေမင်းတို့ရှမ်းလို့ပြန်ပြီးထောင်းကြတော့လို့သဘောပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့နာတဲ့လူကိုသိအောင်လုပ်ရမှာဟုတ်ဗျအဲ့တော့တို့ဗမာလူမျိုးတွေခင်ဗျားတို့ကျုပ်တို့ရဲ့အကျင့်ကလည်းလုပ်ရမှာပါဆိုရင်ရှေ့တိုးသလားလုပ်အောင်ပါပြီးကိုမပြီးနိုင်ဘူးသဘောပါတယ်နော်အဲ့တော့နောင်မရှိအောင်လုံမှာပါဘုရားလုံနော်လုံရမှာပါရမထက်နဲ့ရမထက်လုံတော့မလားဘာမရှိအောင်အဲ့တော့အဝိဇ္ဇာတန်တရားတစ်ခွင်လုံးယနေ့အချိန်ထိတို့ဘသူဥစည်းတာဒါပေမဲ့အဝိဇ္ဇာဥစည်းတာဆိုမြင်တဲ့လူတွေလားကမ်းတဲ့လူတွေလားကမ်းဆိုကုသိုလ်မှအကုသိုလ်မှလဲဟောအမှားမှအမှန်မှလဲရမ်းလောက်တာကရတာခန္ဓာဘယ်နှပါခန္ဓာ၅ပါးဆိုဝိညာဉ်ပါသစ္စာပရိသေတွေဝိညာဉ်အမေဝါကောင်းတဲ့နေတော့ကလဲအခုမြင်စိတ်ကြားစိတ်တွေပေါ်နေတော့ဟောရှင်းရလားနာယုတ်ပါသစ္စာအခုဒီနာယုတ်ကြီးတော့နေ့စဉ်နဲ့မြပြုပြင်ပြီးမနေရဘူးလားနာယုတ်ကလေးတွဲပြီးတော့ပြုပြင်နေကြလို့မပုတ်တာနော်မပြုပြင်မဲနဲ့သာဒီအုပ်စုကြီး10ရက်လောက်ရေမချိုးပဲလာကြည့်စမ်းပါနော်ဒီဓမ္မယုံနဲ့ဝင်းကိုဖြစ်မှာမဟုတ်ဘူးသဘောပါသလားဒါဖြင့်ကိုယ်အကြောင်းကိုသိဖို့ပြောတာသူ့ပါလားအသုပါလားအသုပါအပုတ်ကောင်ကြီးကိုအပြောတော့ချောလို့ပဲဗါလဲအပုတ်ကောင်ကြီးကိုရုပ်ဆောင်ထားတာအရေပြားတစ်ထောက်ကလေးကြည့်ပြီးဖြူတယ်ပြောလိုက်ညိုတယ်ပြောလိုက်ဝါတယ်ပြောလိုက်လှတယ်ပြောလိုက်သဘောပါရဲ့နော်ကဲဝါတယ်လှတဲ့လူနဲ့ပိန်ပိန်ပါပါနဲ့ဘသူကပိုပုတ်တော့အဲ့ဒါလေးလုံးအဲ့ဒါလေးလုံးမလေးဝါတဲ့လူကပိုပုတ်တယ်မလုံးတော့ဘူးနော်အဲ့ဆိုပြင်ဘောဆင်းပြန်သွားမှာသဘောပါလားအဲ့တော့ဒီနာမရူပနာယုတ်ကြီးကဘာသစ္စာတော့သလယရဏကိုရိယာကကြည့်နေရတာလေဒီယုတ်ကားနဲ့ယံဖြစ်နေရတာလေသဘောပါလားကြည့်နေရလို့ဘာသစ္စာကြားနေရလို့ဘာသစ္စာဟုတ်မှဟုတ်ရဲ့လားကြည့်ကျင်တာလေးကြည့်နေရရင်ဒုက္ခဟုတ်ရဲ့လားစားကျင်တာလေးစားနေရရင်ကောဘာသစ္စာတော့ဟောဆိုကြည့်ကျင်တာလေးကြည့်ရတာကောမြဲသလားဟောစားကျင်တာလေးစားရတာကောမြဲသလားအဖန်ပန်ပြုပြင်ရခြင်းဒုက္ခရှိမရှိဒါမို့ဟောဒီမျက်စိနားနာလျာကိုစိတ်ပါနေတာကဘာသစ္စာကြဒါပြဖတ်တာဘာသစ္စာဟောအမြဲတမ်းထိတွေ့ကြည့်ရှုနေရတာဘာသစ္စာခံစားရတဲ့ဝေဒနာဆိုတာဟောမြဲသလားဆင်းရဲတစ်ခါဆင်းရဲတာကောင်းလားချမ်းသာတာကောင်းလားဘာဖြစ်လို့ဒုက္ခသစ္စာကြီးမြဲသလားအဲ့တော့ခန္ဓာရထားကြတဲ့ဘာသစ္စာရသို့သောဒုက္ခသစ္စာမှအမှန်သိသလားဆိုတော့မသိတော့သူ့ဘောခင်မခင်ခင်တာကသိလို့ခင်တာလားမသိလို့ခင်တာလားမသိတာကခင်းနေတာကဟောတော့မူလနှစ်ပြားပါနဲ့ပါတော့မသိတာကခင်းနေတာကမူလနှစ်ပြားဟောသူတို့လက်တယ်ဟိုဘက်တုန်းကမသိဘဲနဲ့ရမ်းလုံလာတယ်အခုတရားလေးပါလေးမနာလို့နည်းနည်းပါးပါးမသိဘူးလားဒါပေမဲ့အခင်ရော့ဗလားဆိုတော့တရားထိုင်ဆိုတော့မပြင်ရတာနဲ့ပြင်ရတာဘယ်တင်းကြိုက်တော့မပြင်ရနဲ့ပြင်ရတာဘယ်တင်းကြိုက်တယ်ပြင်ရတာကြိုက်တာပေါ့မလှုပ်ရတာနဲ့လှုပ်ရတာ
မကုတ်ရတာနဲ့ကုတ်ရတာအဲ့ဒါရာကုတ်လိုက်ဖို့ဆိုရင်သိသဘောကျတာအဲ့ဒါမျိုးရတဲ့စိတ်ကလေးကြည့်ဆိုရပါလေဆိုမှဘယ်နဲ့လုံးကြည့်မှာသဘောပါသလားအေးအဲ့ဒါစဉ်းစားကြည့်လေရတိုင်းလှုပ်ရတိုင်းကုတ်ညောင်းတိုင်းလှုပ်နေရင်ဈေးရောက်နေတာနဲ့အတူတူပဲပေါ့ဗျာခုခင်ဗျားတို့ဈေးရောက်တော့လေရတိုင်းကုတ်နေတာပဲကုတ်ရင်းရောင်းလှုပ်ရင်းနဲ့ရောင်းနေတာပဲဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်မလေးဈေးဝယ်ကြလို့ခါကူညောင်းနေတာပဲညောင်းလဲရောင်းသဘောပါသလားအဲ့တော့တရားထိုင်တော့လေလှုပ်လိုက်ကုတ်လိုက်ဆိုတော့ခင်ဗျားတို့ကဘာနဲ့တူဈေးရောက်တာမှအမြတ်ရအောင်ပဲဗျတရားထိုင်ရင်လှုပ်ကုတ်နေတာတော့သဘောပေါက်အောင်လုပ်တော့တက်မဲ့များခင်ဗျားတို့ကျုပ်ကဆင်းရဲအောင်လုပ်နေတယ်ဘုန်းကြီးကငါတို့ဒါတက်ဒုက္ခရအောင်လုပ်သွားတာမလုံနဲ့မကုတ်နဲ့လို့ဟုတ်သလားတည်ငြိမ်စွာထိုင်နိုင်ခြင်းဆိုတာဟောဒီတဏှာအဝိဇ္ဇာပါအောင်အကောင်းဆုံးလေ့ကျင့်နေတဲ့ training လေ့ကျင့်ခန်းခန္တီပရမန်တဘောတိတိခဘုရားကသိခံခြင်းကစရမှာဘယ်စမှာပထမဆုံးကိုယ်ခန္ဓာရှိတဲ့ဒုက္ခကိုသိခံနိုင်မှကြံတဲ့လောကရန်ကိုယ်ခန္ဓာအရှိမှကိုသိမခံနိုင်တဲ့လူဟာလောကရန်အပေါ်ကိုငါမဟုတ်ရင်မခံဘူးလောကရန်မဟုတ်တာတွေကြီးရှိတာအဲ့တော့မခံနဲ့တော့ဗျာရှင်းလားရှင်းလိုက်ကြလားသဘောကိုပေါက်သလားအာရမခင်ဗျားတို့ကိုဒုက္ခရောက်အောင်ခိုင်းနေတာလားမဟုတ်ဘူးအဝိဇ္ဇာတဏှာပါအောင်ဆိုတာအဲ့ဒီသိခံမှုနဲ့ကိုကာယိကဒုက္ခကလေးတွေကိုခန္ဓာရည်ရှိလာမှစိတ်ဟာတည်ငြိမ်မှုရလာတယ်ရင့်ကျက်မှုရလာကိုစိတ်ကိုထိန်းနိုင်တဲ့လူနဲ့မထိန်းနိုင်တဲ့လူဘယ်သူကတန်ဖို့ရှိတယ်ဒါဖြင့်ယာတိုင်းကုတ်တာထိန်းနိုင်လို့လားမထိန်းနိုင်လို့လားရှင်းသလားတရားထိုင်ရင်ရတာရနာညောင်းတာညာတာသိနိုင်သလားအေးဒါပဲပေါ့ခန္ဓာစွန့်ထားတယ်ဆိုတာစထိုင်ကြတော့ခတ္တိနဲ့လို့ရတာပဲပုပ္ပကိစ္စဆိုပြီးတော့ဤခန္ဓာ၅ပါးယုံနာ၅ပါးအနန္တ၅ပါးအပိလူပါဤတို့ဘုရားတရားသံဃာအပိလူပါဤပိလူပါဤလေဆိုသေးဘာဟုတ်ကုန်တယ်သဘောပါသလားအဲ့တော့ဆရာမားနဲ့တွေ့ရင်အဲ့တို့တသံတရားလုံးမှောက်မှာတသံတရားလုံးမှောက်မှာသက်သာမခိုးကြနဲ့လမ်းမှန်လျှောက်နိုင်အောင်ကြိုးစားဘယ်အလုံးမှသက်သာမရတာသိကြတယ်ရှင်းသလားကဲဘုရားရှင်လက်ထက်ကအလွယ်တကူကျွတ်တန်းဝင်သွားတဲ့ပုဂ္ဂိုလ်တွေလွယ်ကူသူတို့ကျွတ်သွားတာလားအ ਨੇ ဆုံးတသိန်းခြေနဲ့ကဘာသိန်းပါရမီတွေဖြည့်ခဲ့ရတာမရှိဘူးလားအိုးမာလူကြဗုဒ္ဓတို့ဓာတုစီတို့ဒိဋ္ဌိဒိဋ္ဌမတ္တံသုတေသုတမတ္တံဆိုကြွတ်ကြောဟမြန်လိုက်တာသူတို့များဒီဘဝမြန်တာလားမြင်တာဟုတ်အရင်သူတို့ဖြည့်ဆည်းခဲ့ရတဲ့ခက်ခဲခဲ့ရတဲ့ပင်ပန်းခံခဲ့ရတဲ့ဒုက္ခတွေကြတော့အဲဒီလိုဖြစ်မှာဆိုလို့ဘုရားရှင်ကိုတော်မြတ်ကြီးကငါကိုယ်တိုင်လဲမိုးကြရွှေကိုမဟုတ်ဘူးกว่าတဲ့လေးသင်ခြေနဲ့ကျင်သလားယခုပြစ္ဆကဘဝမှာလဲလွယ်ကူရသွားတာလားခက်ခဲကျင့်သွားတာဒါလေးတွေပြန်ကြည့်ဖရာတိုင်းဒုက္ခရစရိယာဆိုတဲ့ကျင့်နိုင်ခဲ့တဲ့အထာကိလမထကိုမကျင့်ပဲဖရာမဖြစ်ဘူးရှင်းသလားအဲ့ဒါဗုဒ္ဓတို့ရဲ့ဓမ္မရာလမ်းစဉ်ဗုဒ္ဓတိုင်းဟာပထမဦးဆုံးအဲ့ဒီလူတို့ရဲ့အပင်ပန်းဆုံးအဆေးရဲဆုံးသောကျင့်ခြင်းတွေဒုက္ခရစရိယာတွေကိုကျင့်ရတယ်တော့ထွက်ပြီးဒုက္ခရစရိယာကျင့်ပြီးမှမစ္စည်းမပရိပဒါလမ်းပေါ်ရောက်တာရှင်းသလားအဲ့တော့သူကိုယ်တိုင်လမ်းစုံလျှောက်ခဲ့တော့လမ်းအကြောင်းသူမသိဘူးလားအဲ့သိလို့ဖယားဆိုတဲ့အမျိုးဟာစိတ်ကူးရင်ပြီးဟောတာလားလက်တွေ့ပြောတာဟိုကျမ်းစာတွေအတိုင်းညွှန်းတာလားသူကိုယ်တိုင်မြင်တာပြောတာလားရှင်းသလား
အားလုံးသဘောပေါက်မှာတော့အဲ့တော့ခန္ဓာအရှိတရားတွေဟာငါတို့လွယ်ကူကူမြင်နိုင်တာတော့မဟုတ်ဘူးတနည်းကိလေသာထူရင်ထူသလောက်သင်ပန်းမယ်ဘာဖြစ်တယ်ကိလေသာထူရင်ထူသလောက်ဘာလို့ဆိုတော့ကိလေသာထူရင်ဉာဏ်နှုတ်တယ်ဟောကိလေသာထူရင်အခုခင်ဗျားတို့ကျွတ်တော့ကိလေသာပါတဲ့ခေတ်လားထူတဲ့ခေတ်လားကျေနပ်ကြလားဒီတိုင်းကိုယ့်အကိုစင်ကျင်ကြည့်မနေ့အိယာထားလာပြီဆိုကြတဲ့ကမကျေနပ်တဲ့စိတ်ကအရင်ဝင်လာရှင်းတယ်နော်ပြောသမျှဆိုသမျှကြားသမျှလည်းကျေနပ်စရာတခုမှမရှိဘူးရှင်းရလားဒါအလုံးစင်ကျင်ကြည့်ရင်မသိဘူးလားသိတယ်ပတ်ဝန်းကျင်လည်းကျေနပ်စရာမရှိဘူးကိုမိသားစုချင်းချင်းကောမရှိဘူးဘာလို့လဲနောက်ပေါက်ဖွာလာတဲ့ပုဂ္ဂိုလ်အားလုံးဟာကိလေသာထူပြောတဲ့ခေတ်ထဲမှာပေါက်ဖွာလာတာဆိုတော့10 နှစ်လောက်กว่าရင်ကိုဇယိုက်ချင်းရှင်းရလားကြည့်တော့အခုနောက်ပေါက်ဖွာလာတဲ့ကလေးလေးတွေအကြောင်းရောက်လာရင်ဥစ္စာအကဲခတ်ကြည့်အပြုတ်မှုတွေကြမ်းတမ်းလာတယ်ရိုင်းဆိုင်ကျင်လာတယ်ရဲတင်းလွန်းလာတယ်ကြောက်ရမှလည်းမသိဘူးရှင်းသလား၅ ပါးအာယုံခါမကုံပေါ်မှာခုံပင်နှစ်သက်မှုများလာတယ်သဘောပါနော်အိုးကွာငါအသက်40ဟောအခု40ဖြစ်တော့ပြန်နော်တို့10 တန်း9 တန်း10 တန်းကြောင်းတက်တော့အခုဆရာဆုံးသွားလို့ဆရာပြန်တော်မူသွားလို့တရိယာလို့ပြောပြတာဆရာကကြောင်းမှာငါတို့စာမတင်ခြင်းသင်ခြင်းအောင်ခေါ်ပြီးသင်ကျူရှင်လကရမရအိမ်တိုင်းရောက်လိုက်ခေါ်ဘုဒ္ဓမင်္ဂလာတို့ဆိုလုံးလို့ဘောလုံးကွင်းနဲ့ဒီလိုက်ခေါ်ဟိကောင်နေနေဦးကွာခဏရကြဦးလာစာလေးတစ်ချိန်သင်ကြအောင်ဆိုဆရာအဲ့လိုစိတ်ရှိခဲ့တယ်ဆရာအဲ့တော့ဆရာเจ้าမှာတို့9 တန်း 10 တန်းတူပုံတန်းကစားထုတ်စည်းတိုးတန်းကစားအဲ့ဒါ10 တန်း10 တန်းမှာမဟုတ်ဘူးတက္ကသိုလ်ရောက်တော့လဲအဆောင်ပေါ်မှာတူပုံတန်းဆော့နေလို့အဆောင်မှုအဖွားကြီးကသဘောကျလွန်းလို့3 လစာဆောင်လာကမယူဘူးနော်ဒုက္ခမိန်တောင်မှအဲ့တော့တို့ကကစားဖို့ဆော့ဖို့လောက်သိတဲ့အချိန်မှာအခု7 တန်း 9 တန်း 9 တန်းတွေဘာလုံးနေတယ်ထင်တယ်သိတဲ့အတိုင်းပဲနော်ဘယ်လို့မှထိမ့်မရဘူးဘယ်နှန်းကကိုညက်ထားလို့မှမရဘူးကျတော့စိတ်လက်လျှော့တယ်လက်မြောက်တယ်ကဲမင်္ဂလာဆောင်ကြမှာလားကြောင်းအပ်ပေးရမလားဟုတ်လားငါခမ်းမငားလိုက်ရမလားကျူရှင်ဆရာရှာရမလားလို့မေးတယ်တနေ့ကတော့အချိန်ပေါက်လာအဲ့တော့အဲ့ဒါတွေပြန်ကြည့်กว่าသဘောပါတယ်နော်အဲ့တော့ခေတ်ဆက်ပြောင်းလဲလာတာနဲ့မြတ်နောက်ပိုင်းရောက်လာလေကိလေသာထူပြောလာကိလေသာထူလေဘောမနဲ့ခမရအရှုံးကြီးရှုံးနေတာအဲ့တော့အချိန်ဆွဲနေလို့တော်ပါမလားအိုရာကအိယာဖျားကနာပြီဆိုလဲဘာမှမတတ်နိုင်ဘူးတော့ဦးဇင်းတို့ဆရာသင်္ချာမှာပါရဂုသိတော်ပါဆရာကဘိုးဘုတ်ကနေပင့်လာတော့ကဆရာ10 တန်းကလေးတွေစာသင်နေရတာအားကိုမရဘူးသင်တော့အဲ့တော့ဆရာစာသင်ခဲ့တာလည်းများပြီတွက်ခဲ့တဲ့သင်္ချာတွေလည်းများလာပြီအဲ့တော့ဥစဉ်စီလိုက်ပြီးတော့ဗုဒ္ဓသင်္ချာတွဲအောင်ကြွားနော်ခေါ်လာဓမ္မသဘောလေးတွေဆင်ခြင်ခိုင်းတယ်အဲ့တော့ဆရာရဲ့ဉာဏ်နဲ့ဆိုရင်ဥစဉ်ကမှန်းထားတာအလွယ်တကူနဲ့ထိုးတွင်းမြင်သွားမှာဒါပေမဲ့ဓမ္မကြတော့မမြင်ဘူးကြည့်တယ်ဝေဒနာတွေပြင်းထန်လာတော့ဘုန်းကြီးအရှင်ဘုရားတပည့်တော်ဝေဒနာပြင်းလာတော့ရှုမရဘူးဒါဝါရင်3 လ 2 နှစ်မိတယ်နော်ရှုမရဘူးတဲ့ရှုမရမရှုနဲ့ပေါ့ရှုမရဘယ်လိုနှလုံးသွင်းတုံးဆရာပြောကြည့်ပါဦးတပည့်တော်ဘုရားကုံတော်တရားကုံတော်နှလုံးသွင်းနေတာโอเคဒါလေးပဲလို့ဖြစ်ဖြစ်မရှုရဘူးလားတဲ့ဆိုရှုနိုင်သလားလို့မရှုနိုင်ဘူးတဲ့မရှုနိုင်မရှုနဲ့အဲ့ဒီနားနေမှသွားပြင်ပေးလို့ရမလားဒီလိုရှုပါလို့လို့ရော
မရတော့ဟိုမှာဝေဒနာသက်ထန်နေပြီသူ့ကိုယ်သူဟိုမှာတော်တော်ခံစားနေရပြီအဲ့ဒီအချိန်ကျမှသွားပြီးတော့ဖြစ်ပြဒီလိုရှုပါသင်လို့သင်ထားတဲ့အချိန်တုန်းကတတ်အောင်လှုပ်ထားမှရဘောပါနော်နေ့လေရပဲပြောပြကြတယ်တပည့်တွေနဲ့အတူတူငါဆရာနှမျောလိုက်တာကွာအခုငါလက်ပေါ်မှာဆုံးသွားခဲ့တဲ့လူတွေထဲမှာတော့ဆရာအထူးခြားဆုံးပဲသမားတော်ကြီးတွေနဲ့စစ်ဆေးနေတယ်ဘာယောဂမှမရှိဘူးဘာယောဂမှမရှိဘူးဒါပေမဲ့လူကတဖြည်းဖြည်းအအင်ဆုပ်ယုပ်လာတယ်အဲ့တော့သမားတော်ကြီးတယောက်ကပြောတယ်ဥစဉ်တဲ့ဒါမိစာကုံစီခန်းပုံစံပဲအဆုပ်တွေနှလုံးတွေအသေးတွေကြောက်ကတ်တွေဘာယောဂမှမရှိဘူးအကောင်သို့တော့အားတွေဆုပ်ကုန်ဆိုတော့ဝิญဉ်ချုပ်သွားတော့လည်းညင်ညင်သာသာပဲဒါမိစာကုံစီခန်းပေါ့ဘာယောဂမှမရှိဘူးဆိုဒါသီလသိပ်ပြီးတော့ကောင်းတယ်အဲ့တော့သီလကောင်းတာတော့မှန်တယ်နောက်ဆရာပြန်ကြည့်တော့လောဘလည်းနည်းတယ်လောဘနည်းတယ်ဆိုတာတစ်သက်လုံးစာသင်လာတာကျူရှင်လကမရတာအများသဘောပါလားမနေ့မင်းတို့၄နာရီငါစီလာနိုင်မလားလာနိုင်မအေးငါကော်ဖီနဲ့မုန့်နဲ့ကျွေးမယ် तू ကမုန့်ပြန်ကျွေးလိုက်သေးတာဒီလိုဆရာနော်အခုခေတ်တော့အယုတ်ရေးကြည့်ရမယ်နော်အဲ့ဒါပတ်စံအဓိကမဟုတ်ဘူးတဲ့ तू ကစာသင်နေရရင်ပျော်တဲ့ဆရာအဲ့တော့ဆရာစိတ်ဆိုးတယ်ဆိုတာလဲတစ်နှစ်လုံးမှသူ့မင်္ဂလာလို့သိတောင်းချမ်းလွန်းတဲ့တပည့်မျိုးကြောင့်တစ်ခါနှစ်ခါလောက်ပဲမြင်ရဟောဒါဖြင့်လောဘလည်းနည်းတယ်ဒေါသလည်းနည်းတယ်အမြဲတမ်းနိုးနိုးကြကြရှိတယ်မောဟလည်းနည်းတယ်သို့တော့တရားသိတဲ့ဉာဏ်ကြတော့အားနည်းသွားချတယ်အချိန်နောက်ကျသွားတော့ဟုတ်ဗျအဲ့တော့အဲ့ဒါလိုများဖြစ်ကြရင်ဒီမှာကြည့်သားဒီလိုလောဘဒေါသမောဟနေတဲ့ဘဝမျိုးရဖို့လွယ်သလားကိုပဲစိတ်ကြည်သားမအောင်ခုပစံမရဘဲနဲ့ခင်ဗျားတို့အလုပ်လုပ်မလားလို့မေးကြည့်ရရင်သဘောပါသလားအဲ့ဒါအမလီအားလိုက်တာဟမ်ခုသူတို့ပဲတွေခုဦးဇင်းတို့လည်းဒီလိုပဲဘုရားကလာကြစာပေစာယူလာပါလားဆိုတော့အိမ်မှာကင်မစထရီတယောက်ဖစ်စစ်တယောက်အင်္ဂလိပ်စာတယောက်ဆိုတော့အခမဲ့ကျူရှင်သင်လွတ်တော့ဘေးကလူတွေကပြောတယ်ဟာမင်းတို့ကဒါကျူရှင်သာဖွင့်သင်ရင်ရှင်ပြတို့မောင်နှမနဲ့တင်ဒါဝိုင်းတဝိုင်းစာလုပ်လို့ရတယ်ပတ်စံတွေတောက်လဲရမှာငါပညာရောင်းမစားဘူးလို့ရှင်းသလားငါရောင်းမစားဘူးလက်ဆင့်ကမ်းပြီးဝေပေးမယ်ရှင်းတယ်နော်အခုလည်းခင်ဗျားတို့တရားပွဲလာလုပ်ပေးနေတာဒီဝတ္ထုငွေကြေးလှူဝယ်ဝတ္ထုပစ္စည်းပေါ်မှာနည်းနည်းမှအာယုံမပြုဘူးမလူနဲ့ကိစ္စမရှိဘူးရတယ်ဒါအတိအလင်းကျင်ကြတာဘာဖြစ်လို့လဲဆိုတော့ဘုန်းကြီးဒါဖြင့်လူတာတွေဘာလို့ယူလဲငါဟိုမှာလုံနေတာကြိုင်နေတာလေးနဲ့မင်းတို့သိလို့လူလို့ငါဟိုမှာပြန်သုံးနေတာမလူခြင်းဘူးဆိုလည်းကိစ္စမရှိဘူးအကုန်ရက်ထားလိုက်ရှင်းသလားဝတ္ထုယူပြီးတော့တရားဟောနေရတာကိုရှက်လုံးလို့ကွာရှင်းတယ်နော်လောကီစာတောင်ဖရီးသင်ပေးတာတရားကိုငါတို့ငွေကြေးနဲ့ရောင်းမစားဘူးရှင်းတယ်နော်အဲ့ဒါဟိုဘုန်းကြီးပြောတာနည်းနည်းလေးရင်နဲ့နာလွန်းလို့ပါမဲ9ရက်10ရက်9ည10ညတရားတွေဟော4-50သိန်းယူသွားမင်းเจ้าကမပြီးသေးဘူးလားတဲ့နော်တပည့်တော်ဒီပတ်ဆံရကြလို့တရားဟောနေတာမဟုတ်ဘူးလို့အဲ့တော့ဒေါသဖြစ်လာပြီလူကြီးနဲ့လူငယ်ရံဖြစ်ရတော့မှမလို့တင်မဖျားဆိုနောက်ဆုတ်ပြန်ထွက်လာသဘောပါသလားအဲ့တော့စဉ်းစားရမှာဦးဇင်းတို့တော်ကောင်းတို့ဟာတန်တရားတစ်ခွင်မှာဘယ်ဟာကအကောင်းဘယ်ဟာအဆိုးမှမသိခဲ့ဘူးဘယ်ဟာအကျိုးအမြတ်ရှိတဲ့အလုပ်ဘယ်ဟာအကျိုးအမြတ်မရှိတဲ့အလုပ်မှလည်းမသိတယ်ဘူးအဲ့တော့ဦးဇင်းတို့တော်ကောင်းတို့ကငါးပါးအယုံကံမကုံအဲ့ဒီဝတ္ထုငွေကြေးဂုံတရတ်တွေနဲ့ကုသိုလ်ရေးဘယ်ဟာတန်ဖိုးထားကျင်တတ်ကြလားအဲ့တော့ကံကောင်းမှဉာဏ်ကောင်းမှအခုခင်ဗျားတို့ကျွတ်တို့လူဖြစ်နေကြတာကံဆိုးတဲ့ခေတ်ကြီးတဲ့လူဖြစ်နေတယ်အဲ့တော့ကံဆိုးသလောက်ကိလေသာလဲဆိုးနေတယ်ကိုမသိဘူးလားပေါ့မနေနဲ့ဘုရားလက်ထက်ကတောင်လူသသိန်းနဲ့သသိန်းသေးလို့ဒုက္ခရီတယောက်မရောက်ဘူးဆိုခုခေတ်တော့ဟိုဘက်ကတသိန်းချီးသွားအောင်ရှင်းသလားဒါဖြင့်ပေါ့နေလို့တော့မရဘူးတော့အိုရာကအဲ့တော့ဘိုင်းမလဲခင်လေးသိအောင်လုပ်ထားအဲ့တော့ကိုခင်မင်မှုကိုလည်းလျှော့နိုင်သမျှလျှော့မယ်ဆိုတော့တဏှာလာရင်ဘယ်သူလာတတ်တော့
ငါသားငါသမီးငါပစ္စည်းငါဥစ္စာဆိုတဲ့အစွဲတွေမလာဘူးလားတဏှာပစ္စည်းဟာဟိုမှာကျောင်းမှာယဟန်မှာနော်ယောက်ျားကရရကဥက္ကဋ္ဌ၄-၅-၈ နှစ်10နှစ်ရှိပြီပေါ့လေအဲ့ဒါဥက္ကဋ္ဌယာရုကို4နေရာလောက်ရထားတာအခုယာရု3နေရာပဲကျန်တော့လို့တဲ့စိတ်ဓာတ်ကြနေတယ်အံ့နေသဘောပါလားပါလားယုံသွားခြင်းယုံမသွားတော့စိတ်ဆင်းရဲတယ်ဥက္ကဋ္ဌခေါ်နေကြဥက္ကဋ္ဌအခေါ်မခံရတော့ဖြစ်မှဖြစ်ရလေနော်ရှင်းသလားရှင်းရဲ့လားအရာရာတိုင်းမှာခမရတို့တဏှာကစမိတော့ပါတော့ငါကတော့ဒီအလုပ်မလုပ်ချင်ဘူးဗျာတဲ့ဘုန်းကြီးထွက်စာတင်နေတာရကုန်မရဘူးတဲ့အခုထွက်စာမတင်ရပဲထွက်ရတော့ကဲစဉ်းစားကြည့်သမ်းပါဦးဘယ်သူအုပ်ချုပ်သွားပြီဒါမို့အဝိဇ္ဇာနဲ့တဏှာယင်ကံအပင်မမျိုးမဒါလေးသာစဉ်းစားကြည့်တို့တန်တရားဟာဘာမှမဟုတ်ဘူးဒီတဏှာဥပါဒဏ်နဲ့အဝိဇ္ဇာလှည့်ပြီးတော့မှခဏကံကြောင့်နာယုတ်နာယုတ်ကနေကံလို့ကံကနေနာယုတ်နာယုတ်ကနေကံလို့ဘာများထူးတော့ဘာမှမထူးဘူးဥက္ကဋ္ဌလည်းအာသုဘပဲခမည်းတော်ကျွတ်တို့ရောရှင်းသလားသဗ္ဗေသင်္ခါရဘာများပိုင်လို့လဲအဲ့တော့ခမည်းတော်ကျွတ်တို့ကသားမရှိစိတ်ဆင်းရဲသမီးမရှိစိတ်ဆင်းရဲပစ္စည်းမရှိမရှိတောင်းတဘယ်ဟာများကောင်းလို့တော့ရှင်းတတ်ကြလားအဲ့ဒါလို့လာခြင်းလို့လာလားခင်မိလို့လာလားခင်တာကဆွဲလန်းတာကဥပါဒနာပစ္စယကာမဘဝဆိုကာယကံဝစီကံမနောကံနေမလုပ်ဘူးလားလုပ်ရင်ကာမဘဝပစ္စယဘာသစ္စာပြန်ရဇာတိယဇာတိရင်ယသလားသရမဏနာသွားလားဇာတိပစ္စယအဲ့တော့ဇာတိရဲ့လို့ဖြစ်လာမှတော့ဘယ်သူလားကိုလာမှာအကြောင်းရှိရင်အဲ့တော့ဇာတိဖြစ်ပြီးမှမအိုတဲ့လူဇာတိဖြစ်ပြီးမှမနာတဲ့လူမနာတဲ့တတ္တဝမသေးတဲ့တတ္တဝတတ္တဝအလုံးမွေးလိုက်မွေးရင်ရှင်းရလားအဲ့တော့တန်တရားခကြီးတစ်လျှောက်လုံးတို့အင်္ဂါပတ္တပါးနဲ့လဲ12ပါးဘာတွေလဲပြောကြည့်သမ်းမအင်္ဂါဘယ်နှပါးအဲ့12ပါးဟာ32ပုံမှာကျင်လည်နေတဲ့တတ္တဝါအားလုံးအတူတူပဲလို့မှတ်ရရှင်းလား32ပုံသံတရားတွေကလောကတွေကမထွက်မြောက်နေတဲ့နိုင်သေးတဲ့ပုဂ္ဂိုလ်အားလုံးဟာအင်္ဂါပတ္တပါးနဲ့လေဒါဖြင့်ဘယ်ပုဂ္ဂိုလ်မှာရှိတဲ့အဝိဇ္ဇာဖြစ်ဖြစ်ဘာမသိတာလဲသစ္စာမသိတာချင်းအတူတူပဲသင်္ခါရပြုလုပ်တာချင်းလဲရှင်းတတ်ကြလားလူလဲအဝိဇ္ဇာဥသိရင်ရမ်းလောက်တာပဲတိရစ္ဆာန်ကောနတ်ကောမြမာရောသစ္စာဉာဏ်မရှိရင်ရမ်းလောက်တာပဲရှင်းတတ်ကြလားဘယ်လိုလမ်းသွားခဲ့ကြအကန်းစင်တန်းကြီးနော်သုတ္တဆွေစုံနဲ့ဖတ်လိုက်တယ်လို့ပရွက်စိတ်တွေအကန်းနေတကောင်နဲ့တကောင်ကြောကိုတကောင်လက်တင်ပြီးတော့တန်းစီသွားတာအစင်တန်းကြီးအရှိကြီးဟာဒီပရွက်စိတ်တွေသွားပုံထူးတယ်ဆိုထူးတာပေါ့တဲ့အဲ့ဒါမျက်စိမမြင်တဲ့ပရွက်စိတ်တွေသဘောပါနော်အရှိကြီးပဲတန်းသွားရကြတယ်
ခုခမရတို့ကျတို့ကလည်းဘိုးစဉ်ပေါင်ဆွဲအကုန်ကြည့်စမ်းဆိုတော့အကန်းစင်တန်းကြီးသွားတယ်ရှင်းရလားအဲ့တော့ရှေ့ကလူကလည်းမမြင်ဘူးအလယ်ကလူလည်းနောက်ကလူလည်းမမြင်ဘူးဆိုတော့အဖြစ်မဆိုးဘူးလားဘယ်ရောက်လို့ပဲပေါက်မှန်းလဲအဲ့ဒါကိုဘုရားရှင်ကိုတော်မြတ်ကြီးကသုဘလူလင်ကိုမင်းတို့ဟာကွာတဲ့အဲ့ဒီအကျင့်၅မျိုးဟာကုသိုလ်တရားတိုးပွားစေတဲ့အကျင့်ဆိုတာပြောတာဘယ်သူမှလည်းကိုယ်တိုင်မြင်ကိုယ်တိုင်တွေ့ပြီးတော့ကိုယ်တိုင်ဝန်ခံချက်ပေးနိုင်တဲ့ပုဂ္ဂိုလ်လည်းမရှိဘူးဆိုတော့ဘာလန်းသွားနေအကန်းလန်းသွားနေတာကွာလို့ဆိုတော့သုဘလူလင်ကရှင်းတတ်မလားသူတို့ပုံနာတစ်မျိုးလုံးစော်ကားလိုက်တာသူ့ဘက်ကကြည့်ရင်ဘုရားကစော်ကားတာလားအမှန်ပြောတာလားဘုရားရှင်ကိုယ်တော်မြတ်ကြီးအတင်းပြောသလားသူများရှုံချပုတ်ခတ်တဲ့စကားမျိုးပုတ်ခတ်လို့ရှုံချလို့ပြောတဲ့စကားမရှိဘူးဆုံးမခြင်းလို့ပြောနေတာသူတပည့်သားမေးတွေပြောတဲ့အခါတုတ်ဆအချီးနီးပုဂ္ဂိုလ်မောဂပုရိသောအနှစ်မရှိမဲ့ဖို့မှအချီးနီးဖြစ်သောပုဂ္ဂိုလ်ဒီလိုပြောလိုက်တာမြန်မာလိုပြောရင်အလကားကောင်အသုံးမကျတဲ့ကောင်ပြောဘူးလားသို့တော့ခမည်းတော်ကျုပ်တို့လိုလောဘဒေါသမာနတွေနဲ့ပြောတဲ့စကားလားမဟုတ်ဘူးပြုပြင်စေလို့ပြောတဲ့စကားအများအားလုံးတန်ဝေကရနိုင်အောင်အခုလည်းမင်းတို့ကဘယ်လိုလမ်းသွားနေကြတာလဲအဲ့တော့ဘုရားတော်သူ့ဘာပြောတာပဲတို့ကဘုသူခန္ဓာနဲ့တိုက်ကြည့်အောင်ကိုဖြစ်စဉ်နဲ့ကိုတိုက်ကြည့်လို့လည်းဒီတိုင်းပဲစိုက်မနေဘူးလားဩဒါဖြင့်တို့ဒီအစဉ်တန်းတွေကဖောက်ထွက်မှရဘာလို့မဲဖောက်ထွက်မယ်ဆိုတော့အစဉ်တန်းတွေကဖောက်ထွက်မယ်ဆိုရင်တော့မယုံမကံပဲနဲ့တော့မှတ်ထားတော့အဲ့ဒီသဘောလေးတွေသဘောပေါက်မှတရားအားထုတ်တဲ့အဓိပ္ပာယ်ကိုသိမှာတချို့ကမလို့ရေးသားသွားစရာမလိုပါဘူးတရားထုတ်စရာမလိုပါဘူးကိုယ့်အိမ်ကိုယ်နေလဲရတာပဲတရားရှာပဲမှတွေ့မမဲတရားကိုမှရှိတဲ့ဟာဘယ်သွားစရာလိုလို့ဆိုတော့ဘယ်မှမသွားရင်ဘာမှမတတ်ဘူးဘာမှမတတ်ရင်ဘယ်လို့မှယုံလို့မရဘူးမသွားနိုင်တာကိုကဒီအစဉ်တန်းတွေကဖောက်ပြီးရှင်းရလားဆရာမကြရင်ငါပိတောင်လုံးဖို့မှာရှင်းရလားငါပိနှွေးပစုံကွေးဆိုနှွေးပြီးတာပဲကွာဆိုလုံးပြီးတင်လိုက်ရင်တော့ဖြစ်ပါအောင်မလားအဲ့တော့ညာမရှိငပိလုံးဖို့ပေါ့လေသဘောပါသလားဆရာမပြရင်ဆရာမပါပဲပြီးနိုင်တာကလည်းဖရာတဆူပဲရှိဖရာရှင်တို့သဗ္ဗညုဖရာရှင်တို့ကလွဲရင်ဆရာမပါပဲပြီးတဲ့ပုဂ္ဂိုလ်ရှင်းတတ်ပြီနော်အဲ့တော့သုဘကသူတို့ပုံနာမျိုးတွေကိုအကမ်းပဲလို့အပြောခံလိုက်ရတော့မရှင်းတတ်ဘူးမရှင်းတတ်တော့ तू ကဖရာကိုပြန်တွေ့မယ်ပေါ့လေသူဘကရှင်ကြီးကောရမတော့တွေးကြသေးတာပေါ့ပါ तू လည်းသူရှိတဲ့အကြံဉာဏ်အကုန်ထုတ်ရှင်ကြီးကောရမတဲ့ပောက္ခရသာတိပုံနာကြီးပြောသလိုပဲဩပမေညအနွယ်ဖြစ်တဲ့သုဘကတော်ကိုအစိုးရတော်မူတဲ့ပောက္ခရသာတိပုံနာကြီးပြောသလိုပဲသူကနော်သူတို့ဆရာပုံနာကြီးပြောတဲ့စကားနဲ့ပြန်ပြီးခြေပတော့မှာတချို့သောတမနာဗျမနာယဟန်နေရကွာတဲ့လူသားတွေကလူသားတစ်ယောက်ဖြစ်ရတဲ့နဲ့လူလောကကိုလွန်မြောက်ပြီးတော့လောကကိုလွန်မြောက်နိုင်တဲ့အရိယာပုဂ္ဂိုလ်ယဟန္တာပုဂ္ဂိုလ်လောကလွန်မြောက်နိုင်တဲ့တရားတွေသူတို့ကိုယ်တိုင်မြင်သူတို့ကိုယ်တိုင်တွေ့ပါတယ်ဆိုပြီးတော့အမျိုးမျိုးဝန်ခံနေကြတယ်ဟေးတဲ့လောကတွေကလူသားတွေကလူသားတွေဟာဘယ်နည်းနဲ့မှလောကကိုလွန်မြောက်နိုင်တဲ့တရားဆိုတာတွေ့လဲမတွေ့နိုင်ဘူးမြင်လဲမမြင်နိုင်ဘူးရှိလဲမရှိနိုင်ဘူးလို့ပောက္ခရသာတိပုံနာကြီးကပြောတယ်ရှင်ကြီးကောရမလည်းဒီလိုပဲဘုရားရှင်ကိုရောမြတ်ကြီးကလည်းသူတရားတော်တွေကဘယ်သူကိုယ်တိုင်တွေ့တာဘယ်သူကိုယ်တိုင်မြင်တာလဲလောကကထွတ်မြောက်ကြောင်းလောကုတ္တရာတရားတွေဘုရားမဟောဘူးလား
အဲ့တော့အဲ့လောကုတ္တရာတရားတွေကိုသူကိုယ်တိုင်မြင်သူကိုယ်တိုင်တွေ့ပြီးလောကကလွန်မြောက်ပါပြီလို့လည်းသူကိုယ်တိုင်ဝန်မခံဘူးလားအဲ့လိုဝန်ခံထားတဲ့သမဏဗြဟ္မဏတွေအများကြီးတဲ့သူတို့ကိုတော့အကန့်လန်းသွားလို့ပြောတယ်ပေါ့လေဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ကြတော့လေတဘာဝမကြတဲ့အလုပ်ကိုလုပ်နေတယ်ရှင်ကြီးကောရမကဘာထူးသလဲလို့သဘောပါသလားလောကထဲမှာရှိတဲ့လူကလောကလွန်မြောက်ကြောင်းတွေ့နိုင်မှာသူ့ဘလူတွေအများကြီးရှိတယ်ပဲအခုပောက္ခရတာတိပုံသားကြီးကဒါပြောတာလောကလူသားတွေကလူသားပဲတဲ့လူသားအချင်းချင်းအတူတူလူလောကကိုလွန်မြောက်နိုင်တဲ့လောကကထွတ်မြောက်ကြောင်းတရားဆိုတာမရှိဘူးတဲ့ပောက္ခရတာတိကပြောတာနော်အဲ့တော့ခင်ဗျားတို့ကျွတ်တို့ကလည်းလူဘဝလူကလူအသိတဲ့လွန်မြောက်တဲ့လောကုတ္တရာလောကကိုလွန်မြောက်တဲ့တရားဆိုတာရှိပါမှာတော်သေးတယ်နော်တော့ပြန်လို့ရတယ်နှမရင်ကျွတ်သူ့ဘာတွေများအများကြီးတွေ့မလားလို့တတိအရေးကြီးတယ်နော်လူဟာလူလောကကလွန်မြောက်ပြီးတော့ဆိုတော့လူအသိတဲ့လွန်မြောက်တဲ့အသိရေးကြီးတယ်နော်ခုခင်ဗျားတို့ကျတို့သိတဲ့လူအသိဆိုတာပုထုဇဉ်အသိဟိုအသိကအရိယာအသိရှင်းရလားအဲ့တော့အရိယာအသိဆိုတာသူတို့ကဖောက်ထွင်းပြီးတော့အမှန်ကိုမြင်သွားတာဆိုတော့လူပေါင်းလူလောကထဲမှာမရှိတာကိုမြင်သွားတာလားရှိတာမြင်သွားတာဟောခင်ဗျားတို့ကျတို့ဆိုတာကအကန့်စင်တန်းဆိုင်ရှေ့ရပြောတဲ့အတိုင်းနောက်ကလိုက်ပြောနေတာရှေ့ရလှုပ်တဲ့အတိုင်းနောက်ကလိုက်လှုပ်တယ်ကျင်နေကြလားဟိုအရိယာပုဂ္ဂိုလ်တွေကြတော့ရှေ့ရပြောတဲ့အတိုင်းလိုက်လှုပ်တာလားအရှိတိုင်းလှုပ်သွားတာဒါလေးသိရေးကြည့်ပါလေဘုရားရှင်ကိုယ်တော်မြတ်ကြီးသိဒ္ဓထမင်းသားဘဝကသူ့ဘကမဲတော်ကသူ့ကိုတောထွက်တာအလိုမရှိဘူးစัจ जा မင်းပဲဖြစ်စေခြင်းဒါကြောင့်ခမဲတော်ကြီးကကောင်းစားစေခြင်းလို့မောင်းမပေါင်း4600ကညာလေးတွေချားမှာပဲຫນွေပြတ်သက်မိုးပြတ်သက်ဆောင်းပြတ်သက်တဲ့တောမထွက်နိုင်အောင်စီမံထားတယ်နော်ဒါသူ့မှာလောကစည်းစိမ်အကုန်အပြည့်မရှိဘူးလားရှိတယ်ရှိလိုက်တာမှယဟန်ဝတ်သွားကြတဲ့ပုဂ္ဂိုလ်တွေဘယ်လိုလုပ်လို့ယဟန်ဝတ်တာလဲသူ့ဖေကစုံစမ်းထားတယ်စီးပွားပြက်လို့ယဟန်ဝတ်တယ်ဟုတ်ပြီနော်အဲ့ဒီခေတ်ကပြောတာနော်ဖယားမပွင့်ခင်ခေတ်ကစီးပွားပြက်လို့ဘာဖြစ်တော့သာသေးလင်ဆုံးမရဆုံးလို့ယဟန်ဝတ်တယ်အသက်ကြီးလာလို့ဒီလိုပုဂ္ဂိုလ်တွေကများတယ်များတော့အဲ့ဒီအိုနာသေးကိုတွေ့သွားရင်ငါသားယဟန်ဝတ်ချီရဲ့ဆိုပြီးတော့သူနာပြုစုတဲ့လူကိုအသက်ကြီးတဲ့လူမထားဘူးရှင်းတယ်နော်နန်းတော်တစ်ခုလုံးသိဒ္ဓထမင်းသားရှိရသွားရအရတ်တိုင်းမှာလူအိုမတွေ့စေရဘူးလူနာမတွေ့စေရဘူးလူသေးမတွေ့စေရဘူးတလေးတောင်မကြဘူးရှင်းသလားအဲ့ဒါသူ့ဘောင်သူ့လောကလေးနဲ့သူ့ဟာနဲ့သူပြည့်စုံအောင်နေနေတာဒါပေမဲ့သူကျင့်ထားတဲ့ပါရမီတော်အဟုန်ကြောင့်နတ်တွေကမပြရဘူးလားပြလိုက်တော့ဖယားတောထွက်တာဘာတွေ့လို့တောထွက်သွားသူအိုသူနာသူသိဘုရားလောက်စဉ်းစားပုံကကြည့်လေသူအိုတွေ့တော့ဒါဘာတော့ဆိုတော့လူအိုကြီးတဲ့ဟာလူအိုကြီးဆိုတော့လူဆိုတာဘာလဲရှင်မင်းသားလို့ဟာမျိုးဟာလူပဲအဲ့ဒါဖြင့်ငါအိုတတ်သလားသူမေးတဲ့မေးခွန်းတွေတခြားကြည့်ငါလဲသူလိုပဲအိုပါလားဟုတ်တယ်ဆိုတော့ဒီအိုရာကြီးတော့သူမရချင်ဟမ်ဒါဖြင့် तू ကမဖြစ်နိုင်တာမြင်သွားတာလားအရှိမြင်သွားတာသူနာတွေ့ပြန်ပြီဆိုတော့ဟာဒါပါတော့သူနာဆေးပေးပြီးရလုံနေရပြီဒါသေကောင်မောင်းလဲဖြစ်နေတာဆိုတော့ဟာငါလဲဒီလိုနာမှာလားဟာအသင်မင်းသားလဲလူတွေကလူပဲဒါဖြင့်အိုရာရှိရင်မအိုရာမရှိနိုင်ဘူးလားလို့တိဋ္ဌထကစဉ်းစားတာ
ခင်ဗျားတို့စဉ်းစားသလိုမစဉ်းစားဘူးရှင်းသလားအဲ့ဒါပဲဖောက်ထွက်တယ်ဆိုတာ तू ကလွန်မြောက်ပြီးတော့ကန့်လန့်တိုက်သွားတာလားအရှိမြင်သွားတာလားခင်ဗျားတို့ကျွတ်တို့နားလဲထားတာအချိန်တိုင်းရင်အိုမှာပဲအချိန်တိုင်းရင်ဆိုတော့မအိုခင်ပြောပြောနေလိုက်ပေါ့ကွာဟမ်သိတတ်တာအဲ့လိုနေသလားအိုတာရှိရင်မအိုရာရှိရမယ်နာရာရှိရင်သေတာရှိရင်ဟောသူမအိုလန်းမနာလန်းမသေးလန်းအဲ့ဒီမှာယဟန်ဆိုတာကသူ့ကိုတောထွက်ပြအောင်လုပ်ရတာဟုတ်ယဟန်ပြလိုက်တော့ဟာဒါပါတော့ဆိုအဲ့ဒါကခုနကအိုနာသေးသေးကလွတ်အောင်ရှားနေတဲ့ယဟန်ဆိုတာအဲ့ဒါပဲအိုနာသေးကလွတ်အောင်လုပ်နေတာဘာခေါ်လဲရှင်းသလားမဲသူတို့ပိုင်းတယ်ဟမ်သဘောပါသလားအဲ့လမ်းကမအိုရလမ်းလားမနာလမ်းမြန်လုံထဲကထွက်လာမသေးလမ်းမြန်ဖိုထဲကထွက်လာသဘောပါလားတပ်ပြာလေးရထိုင်ဘာယောဂမှမဖြစ်ဘူးနော်ဓာတ်လုံးရေစိတ်တော့ကျတော့မကြုံဘူးလို့နေမှာပါကျုပ်ဝိဇ္ဇာတွေခေါ်ပြအောင်မယ်ခင်ဗျားတို့ဟမ်ရမလားရမလားရေးရဲတော့မှတ်တာရေးရဲတော့မောက်တာရောင်ဝါးတွေထဲပါသွားမှာဆိုလို့အင်းကွက်ကလေးချပြီးမိရှုတော့လုတ်ခုတဲ့သူမင်္ဂလာသဘောပါလားအမေမိုင်းကန်ဆက်ကူတွေနဲ့အင်းကွက်ဆိုမိရှုရေးစိမ့်တော့ဘာဖြစ်ဘိုက်ထဲအမိုက်ရှုပ်တော့ရှင်းလားမစိတ်ကူးရင်ထားတာဗရာဝိဇ္ဇာတန်ဝိဇ္ဇာပြောခုမှအောင်မယ်သိသိတာပေါ့ဗရာဝိဇ္ဇာတန်ဝိဇ္ဇာအင်းဝိဇ္ဇာဟမ်မဆေးဝိဇ္ဇာမန္တန်ဝိဇ္ဇာဟုတ်လားအမလေးမန္တန်ရွတ်လိုက်ဘာဖြစ်တော့မှလို့မရှိဘူးလားအဲ့ဒါတွေဟုတ်လို့ပြီးတော့စိတ်ကူးရင်ပြီးမသေးလန်းလိုက်ရှာလို့တော့အသေးတွက်တယ်အရှင်တွက်တယ်သေရင်တော့ထွက်ရတာသိကြပါလေသဘောပါလားသူကသူထွက်သွားတာလားထမ်းထုတ်ရတာလားအသေးတွက်လည်းပြောသေးတယ်ဘာလို့ဒီမှာตาယူမသွားတာဘုံတော်များမရှိကြတာပြောပါလေဒီမှာအသေးသေးထွက်ထားတာသူ့ကူတဲ့ဩဒါဖြင့်ဘာလို့ဒါကူတည်ထားအသေးတွက်ဖြင့်သူ့မตาသူမသွားပါလားဟမ်ရှင်းလားမှတ်တာမသိမချင်းမှတ်တာပိုင်နိုင်မှတ်တာရောင်ဝါမလုံးနဲ့ဘုန်းကြီးမလေးသူတို့ပြတော့လဲအဟုတ်ပဲမင်းတို့လည်းမဲလဲပြလဲယုံတာပဲဟုတ်ဒေဗစ်ကောပါပြီးလေရင်ကြီးပါဖျောက်ပြလိုက်တော့အမလီအဟုတ်မင်းကဘယ်နာမြင်လို့ဟုတ်နေတာတော့ TV တွေကတော့ငါလဲတစ်မျိုးလုံးဖျောက်လို့ရတယ်သဘောပါလားမျက်လဲဆိုမှတော့လဲထားတာအာယုံဆိုတာလဲတတန်တရားလုံးမလောက်ခံနေရအဲ့ဒါခုထိအာတုံးဆိုရင်တော့တို့တဲ့မိုက်တဲ့လူတော့ရဲမှတ်ထားလိုက်ဘယ်ထွက်ရဘာမှမရှိဘူးရှင်းသလားသဗ္ဗေသင်္ခါရဖြစ်မွေးရင်အကြောင်းရှိရင်အဲ့ထွက်ရပေါက်တွေအမှန်ရှိရင်ပရိစ္ဆေသမုပ္ပါပြစ်လိုက်တော့ပြစ်ရင်သာသနာပါရည်ထဲမျောလိုက်တော့ရှင်းလားသိသေးကြလုံးလို့ပြောတာရှင်းတယ်နော်ဘုန်းကြီးကပြောလိုက်တာအလွန်ကျော်အိုးဒါလိုသေးတယ်ဟမ်ငါဖရာတရားတော်ကိုအကျွင်းမဲ့ယုံတဲ့စိတ်နဲ့ပြောနေတာလာခဲ့ကြိုက်တဲ့လူရှင်းတယ်နော်စိန်ခေါ်ဟောနေတာဟမ်သဘောပါသလားဖရာဟောဆန့်ကျင်ရင်လာခဲ့လေဖရာရှင်ကိုရောမြတ်ကြီးကသဗ္ဗေသင်္ခါရတရားအလုံးကဖြစ်ပြီးသဗ္ဗေဓမ္မအနတ္တအတ္တအစိုးရတာတခုမှအဲ့ဒါသူတို့ကများလူတွေလိုက်အစိုးရသေးတယ်ဆိုတော့လောကနဲ့လည်းစัจ တဘာဝနဲ့လည်းဓမ္မနဲ့လည်းဖယားနဲ့လည်းအဲ့တော့ကိုလန်းကိုလျှောက်သာသနာနဲ့လာမရောနဲ့
သဘောပါလားအဲ့ဆိုသူကသာသနာပြုနာမည်တက်မှာပတ်စံရမှာဘူးဗျသဘောပါလားအဲ့ဒါသာသနာပြုခေါ်လားသာသနာဖျက်ခေါ်လားအဲ့ဒါအကန့်လန်းသွားနေတာဘာဖြစ်နေတာသိတ္တထကတို့ဘုရားအလောင်းကဒါမို့ကျေးဇူးရှင်ကန္နာယုံဆရာတော်ဘုရားကြီးတို့ပြောသလိုအိုးတို့ကဘုရားကိုဘုရားဖြစ်မှကြည်ညိုတာမဟုတ်ဘူးกว่าလေအလောင်းတော်ဘဝကလေးကရှင်းရလားဘုရားအလောင်းတော်ဆိုတာခင်ဗျားတို့ကျွတ်တို့လို့ပုထုသင်ပဲဒါပေမဲ့ခင်ဗျားတို့ကျွတ်တို့လို့စိတ်ထားနဲ့တူသလားတူဘူးခင်ဗျားတို့ကျွတ်တို့ကိုချင်းစာပြီးပြောရင်ကိုကျိုးစည်းပွားနည်းနည်းမှအပဲ့မခံနိုင်ဘူးသဘောပါလားအများကောင်းစားရင်အမေအများနောက်ထားပါမလီကိုကကိုလွတ်အောင်နေစမ်းပါသဘောပါလားအေယာမတတ္တိကဲတွေကလေရှင်းတတ်ကြလားဟဲ့အဲ့တော့ဘုရားအလောင်းတော်ကြတော့အမျိုးကယ်ရမယ်ဆိုအသက်စွန့်ရှင်းရလားအခုလည်းသိတ္တရမင်းသားစဉ်းစားဖို့လေးကြည့်တာအိုရာရှိရင်နာရာရှိရင်သေရာရှိရင်အဲ့ဒါနဲ့သူကတော်ရဲသွားပြီးလင်စည်းလိုက်ရှာလာဟမ်ဂျင်းစင်မြစ်လိုက်တူးရလားမဟုတ်ဘူးတရားရှာတာဘာရှာတော့သဘောပါလားအဲ့ဒီဂါထာမန္တရားအင်းအိုင်ခလက်လက်ဖွဲ့ဆိုတာကဟိုးဖျားမပွင့်ခင်ကလေးရှိနေတာယသိရှိတောင်းဆရာပေါင်းကတောထဲမှာလှုပ်ဆရာမရှိလို့စိတ်ကူးရင်ပြီးတောင်လုံးမြောက်လို့လှုပ်ထားခဲ့တဲ့ဟာတွေရှင်းတယ်နော်ဘယ်ဟာမှအကြောင်းမှန်တစ်ခုမှမရှိဘူးတိုက်ဆိုင်မှုသာမှတ်ထားခင်ဗျားတို့ကျတို့သက်တမ်းတူတူကလေးမှာပြာရာခတ်နေတဲ့လူတွေဆိုတော့တစ်ခုနှစ်ခုတိုက်ဆိုင်ရင်ကိုသီးမခံနိုင်တော့ဘူးအိုးဒါအမှန်ပဲဒီဖြစ်ပြကြီးမှန်တာကြတော့ဘာလို့သီးခံပြီးပေမကြည့်တော့သဘောပါသလားအဲ့ဒါမလေးဘုန်းကြီးတိုက်ဆိုင်လို့မင်းကဘလောက်မြင်ထားပြီမို့လို့တော့ရှင်းသလားဘုရားရှင်ကိုရမကြီး80ရာခိုင်နှုန်းထိတိုက်ဆိုင်တတ်တယ်ကွာဘာလို့ဆိုဖြစ်လေဖြစ်တဲ့ရှိတာတွေမှတ်တမ်းရေးထားခဲ့တာကိုဗျသဘောပါသလားအဲ့တော့တတိထားမှာကအကန့်လန်းသွားတဲ့ထဲကနေတို့ဘာလို့ရမှာဖောက်ထွက်ရမှာတတ္တိရှိဖို့တော့ရဲရင်ဖို့တော့ယုံကြည်ချက်ခိုင်မာဖို့လဲတို့ကတော့ဘုရားစကားကလွဲရင်ကြံတာရှင်းသလားတို့ကောင်းထဲမှာဘုရားစကားတစ်ခုပဲထည့်ထားတယ်ဘုရားရှင်ပြောသမျှတရားကိုအကျွင်းမဲ့ယုံတိုက်လို့မယုံကြည်လေခင်ဗျားတို့ခန္ဓာဘယ်နှပါတော့ယူဘက်ခန္ဓာပဲသဘောရှိဘယ်ယူဘက်ခန္ဓာသွားကြည့်အမတန်မာပါတယ်ဆိုတဲ့စိတ်လဲ9000ဒီဂရီစင်တီဂရိတ်ဆိုသူလည်းအရေးပြောမှာပဲရှင်းသလားအခုသူတို့တိတ်တန်ဖိုးထားနေတဲ့ဒိုက်တေနီယန်တို့ဟလားအစရှိတဲ့ drug စင်တွေတတ်ထုတွေအားလုံးဟာလဲဟောက်ပြန်နေတာတကယ်ကြည့်လိုက်တော့ radio တတ်တိကြွဆိုတာသူက radiated ဆိုတာတဖြည်းဖြည်း electron တွေထုတ်လို့ပြီးတော့အမတန်ကောင်းတဲ့ drug စင်မာတဲ့ drug စင်လေးတွေကပြောင်းလဲနေရှင်းသလားအဲ့တော့သူတို့ကတော့သိတယ် everything changing အားလုံးဟာပြောင်းလဲနေတယ်အခုခင်ဗျားတို့ကျတို့ပြောလိုက်ပါသဗ္ဗေသင်္ခါရဘယ်ဟာမှ stable state တည်မြဲနေတယ်ဆိုတာကျင်နိုင်ကြလားဘယ်ဟာမှမမြဲပါဘူးဆိုမှသူတို့ဟာမြဲခြင်းလို့ကိုယ့်ကိုယ်ကြည့်လေဘယ်ဟာမြဲတော့ဒီဘက်ခန္ဓာဖောက်ပြန်ပြီးတော့ရုပ်မှန်ရင်ပြီးကြိုက်တာကြည့်စိန်ကြည့်ရွှေကြည့်ဗရမ ्या ကြည့်ကြည်ဟာကြည့်ရှင်းတယ်နော်ဝေဒနာခန္ဓာပဲသဘောရှိတယ်ဘယ်သူဝေဒနာခန္ဓာဖြစ်ရှင်းရလားကြည့်ရင်မသိဘူးလားစိတ်ကူးရင်လားလက်တွေ့လားဝေဒနာမြဲသလားဒုက္ခဝေဒနာလည်းဖြစ်ပြီးရင်ဒုက္ခဝေဒနာလည်းဖြစ်ပြီးရင်ဥပိ္ပခဝေဒနာလည်းဖြစ်ပြီးရင်ဘာသစ္စာကဲသင်္ညေခန္ဓာပဲသဘောရှိတယ်မှတ်တတ်တဲ့သဘောကိုမြဲသလားသင်္ခါရခန္ဓာပဲသဘောရှိတယ်ပြုပြင်တတ်တဲ့သဘောကိုမြဲသလားဝိညာဉ်နဲ့ခန္ဓာပဲသဘောရှိတယ်။အိုးပြောရင်ခန္ဓာပဲနှစ်ပါးဘယ်ကြည့်ဖြစ်ပြီးတော့
ဘာသစ္စာဘယ်သူကြည့်ကြည့်ဒုက္ခသစ္စာဘယ်ခန္ဓာကြည့်ကြည့်ယမခန္ဓာဟောငရဲခန္ဓာဟောခန္ဓာမှန်ရင်ဘာသစ္စာရှင်းသလားအဲ့တော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဘုရားကိုပြန်ပြီးတော့သူ့ဘာကပောက္ခရတာတိပုံသားပြောသလိုပဲတဲ့လူတွေကလူသားတယောက်လူတွေမြင်နိုင်တဲ့အသည့်တဲ့ပို့ပြီးမမြင်နိုင်တာကိုကြီးကျယ်ပြီးတော့လောကကထွတ်မြောက်ကြောင်းတွေမြင်ပါတယ်ကိုယ်တိုင်မြင်ကိုယ်တိုင်တွေ့ပါတယ်လို့အဲ့ဒီသမဏဗျမဏတွေဟာဝန်ခံနေကြတယ်ကွာတဲ့အတော်လေးယူကြတယ်ဟေးအဲ့ဒါအယူတွေသူကပြန်ပြောတယ်ဗါလဲတော့ဘုရားသူတို့ဘာပြောတော့အကမ်းပြောတော့သူတို့ကအယူပြန်ပြောတာပြောတော့ဘုရားရှင်ကိုယ်တော်မြတ်ကဲထားပါတော့မင်းအဲ့ဒီပောက္ခရတာတိပုံသားကြီးอ่ะကွာတဲ့သူများစိတ်အကြံတွေများသူသိသလားတဲ့မေးလိုက်တယ်ဟမ်စိတ်တော်ပရိယအဘိညာဉ်တို့ဘာလို့ပေါ့လေသူများစိတ်ကြံတွေများမင်းသူ့စိတ်နဲ့သူသိသလားတဲ့ဆိုတော့သူပါကသူများစိတ်ကြံထားလို့သူ့အိမ်ခိုင်းနေတဲ့ပုံနိကကြုံမအကြောင်းတောင်ဘာလဲသူသိတဲ့အတိုင်းသူဖြေချလိုက်တာပဲသူပါလဲနော်သူ့ပဲသူပြန်လဲလာမှလဲမသိဘူးသူများစိတ်ကြံများသိလားဆိုမသိပါဘူးတဲ့သူ့အိမ်ကသူခိုင်းနေတဲ့ကြုံမအကြောင်းတောင်မသိဘူးတဲ့ဆိုတော့အေးကွာတဲ့သူများအကြောင်းလည်းမသိသူ့အကြောင်းလည်းသူမသိပောက္ခရတာတိယသူများအကြောင်းလည်းသူ့အကြောင်းလည်းမသိနိုင်ပဲနဲ့လောကကလွန်မြောက်ကြောင်းတရားဆိုတာသူ့အနေနဲ့သိနိုင်ပါမလားအဲ့တော့သူ့ဘမင်းထင်တဲ့အတိုင်းပြောသားနဲ့ဝမ်းတွင်ကလေးကကမ်းလာတဲ့အကန်းတွေကြီးရှိတဲ့အရာမှာအကန်းတွေဟာဖြူရောင်အနီရောင်အဝါရောင်ရွှေသောအရောင်မောင်းသောအရောင်သူတို့သိလားအရောင်တွေရှိတယ်ဆိုတာလေကန်းနေပါလေဆိုမှတော့အရောင်ဝါလပတာတွေသိပါဦးမလားနေလကျေတာယာနတ်ခတ်တွေရှိတယ်ဆိုတာလေဘာဖြစ်လို့အဲ့တော့ तू မမြင်ရလို့ဒါတွေမရှိပါဘူးလို့ပြောရင်ဟမ်မင်းတို့ကသာတဲ့ရွှေရောင်လေးလာတယ်ပြောတာရွှေရောင်မရှိပါဘူးကွာလာရောင်လေးကောင်းလိုက်တာပြောတာလာရောင်မရှိပါဘူးကွာဆိုတော့ तू ကဘာလို့မရှိရ तू မမြင်ဘူးလို့မရှိဘူးဆိုရင်ဒါအမှန်ဖြစ်မလားပောက္ခရတာတိလေ तू မသိတာနဲ့မရှိဘူးပြောရင်ရှင်းရလားတချို့ကမသိတာနဲ့မရှိဘူးလှုပ်ချင်လှုပ်နေသေးတာရှင်းရကလားကိုမမြင်ဘူးတာနဲ့မရှိဘူးလို့ရှင်းရတယ်နော်အဲ့တော့ပြောလိုက်တာလောကလွန်မြောက်ကြောင်းတရားမရှိဘူးလို့ပောက္ခရတာတိပြောတာ तू မြင်ထားလို့လားမမြင်လို့လားခုလည်းကဲတို့ကဘိုးဘိုးအောင်တွေဘိုးမင်းအောင်တွေထွဲရပေါက်တွေမရှိပါဘူးပြောတော့နိဗ္ဗာန်ရောရှိလားမေးအောင်မနော်သူတို့ကလည်းပြန်တွေ့အောင်မတို့ဟမ်သဘောပါလားမင်းတို့ကကဲငါတို့ထွဲရပေါက်မရှိပါဘူးဆိုတော့မင်းတို့နိဗ္ဗာန်ရောရှိသလားလို့လို့ချင်လို့အောင်မသဘောပါလားကဲဒီတော့မေးရပါဦးမနိဗ္ဗာန်ရှိသလားမြင်လားမြင်တော့မမြင်သေးဘူးဆင်ကျင်ကြည့်ရင်တော့ကဲဒါပေမဲ့ဆင်းရဲတာရှိရင်အဲ့ဒီဆင်းရဲလွတ်ရာကောမရှိနိုင်ဘူးလားကဲလောလောဆယ်တော်တို့ခုအာနာပါနသတိကလေးနဲ့နေလိုက်သားရဲ့သမီးရဲ့စီးပွားရေးခေါင်းထဲထည့်မထားဘူးဆိုအဲ့ဒီချိန်ဘာဖြစ်နေသားဘူးသမီးဘူးကမလွတ်ဘူးလားလွတ်ရင်ဟိုသားဘူးသမီးဘူးဆွေဘူးမျိုးဘူးဒုက္ခရှိတယ်လို့ဒုက္ခလွတ်ရလဲရှိတယ်ဆိုတာကြည့်ရင်မသိနိုင်ဘူးလားအဲ့တော့အဲ့နိဗ္ဗာန်ကိုမမြင်တာနဲ့မရှိဘူးလို့တော့ဟိုထွက်ရပေါက်တွေမမြင်လို့မရှိဘူးလို့တာမဟုတ်ဘူးမရှိလို့ကိုမရှိဘူးလို့ရှင်းရလားအဲ့ဒါနှစ်ခုကွဲအောင်ပြောမှဖြစ်မှာတော့ကြသူတို့သွားပြောတော့ကိုတော်ကနိဗ္ဗာန်မြင်လို့လားသဘောပါသလားဒါဖြင့်နိဗ္ဗာန်ရှိနိုင်မရှိနိုင်အားလုံးကသဘောကျရလားကောင်းပြီအခုယုံ nant ကြည့်လိုက်တော့တစ်ချက်ကလေးပဲပြောပါမယ်ရှိတာခန္ဓာဘယ်နှပါး
ကဲရာစိတ်ပေါ်ရင်ပေါ်မှရှိမရှိဘာတွေ့ဒါသင်မှုတဲ့လူသိတယ်မသင်မှုတဲ့လူတွေမှတ်ထားပေါ့ရတဲ့စိတ်ကလေးပေါ်လို့ပေါ်မှသိတယ်ကြည့်လိုက်တယ်အဲ့တော့မရှိတဲ့နေရာမှာဒုက္ခရှိလားဒုက္ခရှိလားဒုက္ခလည်းချုပ်နေတယ်ဒုက္ခလည်းဒုက္ခလို့ပြောလို့ရသလားမရဘူးရတာလေပျောက်သွားတာအဲ့တော့ရားတော့ကချမ်းသာသလားဆင်းရဲသလားဒါဖြင့်အခုဘာမရှိတော့ဆင်းရဲမရှိတော့တနည်းအားဖြင့်ခုနကရားတာရှိတယ်အခုရားတာမရှိဘူးဆိုတော့ရားတာကလွန်မြောက်နိုင်တဲ့ထွက်မြောက်နိုင်တဲ့လမ်းကြောင်းရှိမရှိဟောခုနကဒုက္ခရှိတယ်အခုဒုက္ခဒါဖြင့်ဒုက္ခလွတ်ကြောင်းရှိနိုင်မရှိနိုင်ဒါကြည့်ရင်မသိဘူးလားဒါဖြင့်စိတ်ကူးရင်တရားလားလက်တွေ့မြင်နိုင်တဲ့တရားလားကြည်တတ်တယ်နော်အဲ့ဒီအကြောင်းမနဲ့ပြန်ဆက်မယ်သဘောပါသလားသူ့ဘာကတော့ဘုရားကိုပြန်ပြီးတော့ခြေပတာသူတို့ကိုအကမ်းပြောလို့အယူလို့ပြန်ဆွဆွဲတာလောကထဲမှာနေပြီးတော့လောကလွန်မြောက်ကြောင်းသိပါတယ်ဆိုတာမဖြစ်နိုင်ပါဘူးကွာလို့ဘယ်သူကပြောတော့သူ့ဘာကပောက္ခရတာတိသူ့ဆရာပုံနာကိုအရင်တီးပြီးပြောချလိုက်တော့ဘုရားကဘာပြောတော့ဆိုတော့ဝမ်းတွင်ကမ်းမို့လို့အနီရောင်အပြာရောင်ရွှေရောင်မောင်းသောအရောင်နေလတာယာနတ်ခမရှိပါဘူးလို့ပြောရင်အမှန်ဖြစ်နိုင်ပါမလားသူမမြင်တိုင်းမရှိဘူးလို့ပြောလို့တော့ရှင်းတတ်သလားအဲ့ဒီနှစ်ခုရေးလဲအောင်တော့မနေ့ပြန်မှဆက်နာကြဒီနေ့ပြောခဲ့သမျှဆိုခဲ့သမျှအားလုံးမှတ်မိသလားဒါဖြင့်အကန်းစင်တန်းတွေကနေဟောက်ထွက်ရင်အရှိကိုအရှိတိုင်းသိအောင်ကြိုးစားတော့ခန္ဓာဘယ်နှပါသဗ္ဗေသင်္ခါရရှိသမျှတရားအလုံးဟာဖြစ်ပြီးရင်ဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲကဲဆိုသစ္စာ၄ချက်တွေပြိုင်နေကြိုက်မှဒါလေးရင်တန်တရာမှထွက်မြောက်နိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ့ဆကြဘဲနဲ့အိုရာကနာယာမရောက်ခင်အစွမ်းကုန်ကြိုးစားရုန်းကန်ဖောက်ထွက်ကြပါစို့လို့တိုက်တွန်းရင်းနဲ့နားကြအောင်စို့